ပင်လယ်ပြင်ဆိုတာနိုင်ငံတစ်ခုနဲ့တစ်ခုရဲ့ကူးတန်းသွားလာရေးကုန်သွယ်ရေးနဲ့လူသားများကိုဆက်သွယ်ပေးပါတယ်။သို့တော့ပင်လယ်ပြင်ခရီးတစ်ခုစီရဲ့နောက်ွယ်မှာကမ္ဘာလုံးဆိုင်ရာရေကြောင်းပို့ဆောင်ရေးကိုဖြစ်မြောက်စေတဲ့ထောင်ပေါင်းများစွာသောသင်္ဘောသားများရှိပါတယ်။ဤသင်္ဘောသားများအားအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကရေကြောင်းအလုပ်သမားများသဘောတူညီချက် MLC 2006အရတရားမျှတစွာဆက်ဆံခံရရန်အာမခံပေးထားပါတယ်။ထိုအာမခံချက်ကိုသင်္ဘောသားများရဲ့အခွင့်အရေးကြီးညာစာတမ်းလို့လည်းခေါ်ဆိုကြပါတယ်။ MLC 2006အရမည်သည့်နိုင်ငံသားဖြစ်စေမည်သည့်အလံဖြစ်စေမည်သည့်သင်္ဘောအမျိုးအစားဖြစ်စေလိုက်ပါလာသောပင်လယ်ကျော်သင်္ဘောသားတိုင်းမှာရာသင်ရထိုက်တဲ့အခြေခံအခွင့်အရေးများနဲ့အလုပ်လုပ်ကိုင်နိုင်သောအခြေအနေများကိုသတ်မှတ်ပေးထားပါတယ်။သင်္ဘောသားများရဲ့အခွင့်အရေးကြီးညာစာတမ်း MLC မှာအဓိကအခြေခံမူဝါဒ၅ချက်ရှိပါတယ်။နံပါတ်1အလုပ်ကိုင်ခွင့်အရေးများနံပါတ်2အလုပ်နှင့်နေထိုင်မှုပတ်ဝန်းကျင်အခြေအနေများနံပါတ်3ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအာမခံချက်များနံပါတ်4လူမှုဖူလုံရေးဆိုင်ရာအာမခံချက်များနံပါတ်5လွတ်လပ်ခွင့်နှင့်ဂုဏ်သိက္ခာစသည်တို့ပဲဖြစ်ပါတယ်နံပါတ်1အလုပ်ကိုင်ခွင့်ရေးများသင်္ဘောသားတိုင်းသည်ရှင်းလင်းပြတ်သားပြီးတရားမျှတသောသဘောတူညီချက်ဖြင့်ချုပ်ဆိုထားသောစာချုပ်ဖြစ်တာအလုပ်လုပ်ရပါမယ်ဒါအပြင်မှန်ကန်ပြေဝပြီးရသင့်ရထိုက်တဲ့လောကလစာကိုလည်းရရှိရပါမယ်နံပါတ်2အလုပ်နှင့်နေထိုင်မှုပတ်ဝန်းကျင်အခြေအနေများသင်္ဘောသားတိုင်းမှာဘေးကင်းလုံခြုံသောအလုပ်ပတ်ဝန်းကျင်လုံလောက်သောအနားယူခြင်းနှင့်တင့်တော်သောနေထိုင်ရေးစနစ်များဖြစ်တဲ့လေဝင်လေထွက်ကောင်းခြင်းအလင်းရောင်ရရှိခြင်းနှင့်အစားအစာပေးဆောင်ခြင်းစသည်တို့ရရှိပိုင်ခွင့်ရှိပါတယ်နံပါတ်3ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအာမခံချက်များသင်္ဘောများသည်ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများကိုလိုက်နာရပါမယ်သင်္ဘောပေါ်တွင်ဖြစ်စေကမ်းခြေတွင်ဖြစ်စေကျန်းမာရေးစောင့်ရှောက်မှုပေးရပါမယ်ဒါအပြင်အရေးပေါ်အခြေအနေများတွင်လည်းအကူအညီရရှိရန်အာမခံချက်ပေးရပါမယ်နံပါတ်4လူမှုဖူလုံရေးဆိုင်ရာအာမခံချက်များသင်္ဘောသားများသည်မိနိုင်ငံသို့ပြန်နိုင်ခြင်းလစာနှင့်တကွနှစ်စဉ်အားလျက်ရယူခွင့်ရှိခြင်းနှင့်စိတ်ကမ်းများတွင်လူမှုဖူလုံရေးစီမံချက်များကိုအသုံးပြုခွင့်ရှိခြင်းစသည့်အကျိုးခံစားချက်များကိုရပိုင်ခွင့်ရှိရပါမယ်နံပါတ်5လွတ်လပ်ခွင့်နှင့်ဂုဏ်သိက္ခာသင်္ဘောသားများ၏လွတ်လပ်ခွင့်နှင့်ဂုဏ်သိက္ခာကိုကာကွယ်ပေးနိုင်ရန်အတွက်ရေကြောင်းအလုပ်သမားသဘောတူညီချက် MLC တွင်သင်္ဘောသားများအားခွဲခြားဆက်ဆံခြင်းအတင်းအကျပ်အလုပ်လုပ်ခိုင်းခြင်းနှင့်နှောက်ယှက်ခြင်းမှကင်းလွတ်ခွင့်ကိုဖော်ပြထားခြင်းဖြင့်သင်္ဘောသားများကိုကာကွယ်ပေးထားပါသည်။ဒါအပြင်သင်္ဘောသားတိုင်းသည်လည်းဂုဏ်သိက္ခာနှင့်အညီလေးစားမှုဖြင့်ဆက်ဆံခံရပိုင်ခွင့်ရှိကြောင်းကိုလည်းဖော်ပြပေးထားပါသည်။ဤရေကြောင်းအလုပ်သမားသဘောတူညီချက် MLCE အခြေခံမူဝါဒ၅ချက်ကိုအလံပြနိုင်ငံတိုင်းမှာအကောင့်ထည့်ဖို့ရန်တာဝန်ရှိပါတယ်။စိတ်ကမ်းမျိုးများမှာရှိတဲ့သင်္ဘောများမှာလည်း MLCE အခြေခံမူဝါဒနဲ့ကိုက်ညီမှုရှိစေရန်စစ်ဆေးရေးအဖွဲ့များကစစ်ဆေးပေးပါတယ်။ညီကုန်းချုပ်ရရင်ရေကြောင်းအလုပ်သမားသဘောတူညီချက် MLC ဆိုတာစာရွက်စာတမ်းတစ်ခုတည်းမဟုတ်ပါဘူး။ပင်လယ်ပြင်မှာအလုပ်လုပ်ကိုင်နေရသူများအားလုံးကိုကာကွယ်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာကတိပြုချက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်သင်ခွင့်ရေးကိုသိရှိပါသင်ခွင့်ရေးကိုလေးစားပါပင်လယ်ပြင်ကကျွန်တော်တို့အားလုံးကိုဆက်သွယ်ပေးနေပါတယ်။